2025ခုနှစ်အတွက်ဓာတုဗေဒနိုဘယ်ဆုကိုဓာတုဗေဒပညာရှင်တွေဖြစ်ကြတဲ့မစ္စတာဆူဆူမူကီတာကာဝါမစ္စတာရစ်ချတ်ရောဘန်ဆန်နဲ့မစ္စတာအိုမာယာကီတို့ကပူးတွဲရရှိတော့တယ် Metal Organic Frameworks လို့ခေါ်ဆိုပြီးဓာတုဗေဒပစ္စည်းတွေကိုသို့လောင်ရမှာအမတန်မှအသုံးဝင်တဲ့ပစ္စည်းတစ်မျိုးကိုဒီထွင်ဖန်တီးနိုင်ခဲ့လို့ဖြစ်ပါတယ်လူဝဲစုရရှိသူတွေကမစ္စတာအိုမာယာကီဟာပါလက်စတိုင်းတူဖြစ်ပါတယ်မစ္စတာအိုမာယာကီရဲ့မိဘတွေက1948ခုနှစ်အစ္စရေးကပါလက်စတိုင်းတွေကိုမောင်းထုတ်ချိန်ဂါဇာကထွက်ပြေးကဂျော်ဒန်မှာဒုက္ခသည်အဖြစ်ခိုလှုံခဲ့ရသူဖြစ်ပါတယ်ဂျော်ဒန်နိုင်ငံအမန်မြို့မှာမွေးဖွားကြီးပင်းခဲ့တဲ့မစ္စတာယာကီဟာအသက်15နှစ်မှာအမေရိကကိုရောက်ရှိခဲ့ပြီးပညာဆက်လက်စီးပူးခဲ့ပါတယ်။မရှိပါတော့အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားတက္ကသိုလ်မှာဓာတုဗေဒပါမောက္ခဖြစ်တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်ရဲ့ဒုက္ခသည်မိဘတွေဟာသူတို့ရဲ့မိနစ်တိုင်းကိုသူတို့ရဲ့သားသမီးတွေရဲ့ပညာရေးတွေအတွက်ကုံဆုံးနေရတာကိုကျွန်တော်မြင်ခဲ့ရတဲ့အတွက်တော်တော်လေးဝမ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်။စိန်ခေါ်မှုတွေများတဲ့အခြေအနေကနေလွတ်မြောက်ရေးနီလန်းဟာပညာရေးသာဖြစ်တယ်ဆိုတော့ကျွန်တော်မိဘတွေကသိခဲ့ကြပါတယ်။အမေရိကကိုပို့ရင်ကျွန်တော်တို့ပို့ပြီးတလန်းရှိမယ်လို့ကျွန်တော်အဖေကမြင်တယ်။ကျွန်တော်ကမသွားချင်ဘူးလို့ပြောတာကိုအဖေကရောက်အောင်ပို့ပေးခဲ့ပါတယ်။ကျွန်တော်ကတော့မိသားစုနဲ့အတူဂျော်ဒန်မှာပဲနေမယ်၊ကျောင်းပြီးအောင်တက်မယ်ပြီးရင်ဒီမှာပဲလှလုပ်မယ်ဆိုပြီးစဉ်းစားခဲ့တာပါ။ကျွန်တော်ရတဲ့ဒီနိုဘယ်ဆုဟာအမေရိကန်အစိုးရပညာရေးအားကောင်းမှုသက်သေတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်လူမျိုးဒုက္ခသည်မိသားစုကလာတဲ့လူတွေရေကန်မြေကန်မရှိတဲ့လူတွေကိုတန်းတူပညာရေးမျိုးပေးနိုင်တယ်။အဲဒီကနေတဆင့်အပတ်တကုတ်ကျူးစားပြီးကိုထူးကြောင်အောင်လုပ်နိုင်ပါတယ်။